ကျင်တဲ့မိကုံးကတော့လူတွေမှာရောတာမန်လူတွေထက်ပိုပြီးတော့တကူရှိတဲ့ပုံကူမျိုးတွေရှိနိုင်ပါလားရှင်ဗျာသူတို့တွေကြတော့ဘာကျင့်စဉ်တွေကျင့်လို့တာမန်လူထက်ပိုတဲ့တကူများရပါလဲရှင်ဗျာလူတွေမှာတကူရှိတဲ့ပုံကူရှိနိုင်ပါတယ်ရှိနိုင်တဲ့ကဘလို့တကူတော့ဆိုစွမ်းတကူဆိုဒီမှာစာပေကျမ်းကနေမှာဆောင်ရွက်နိုင်တဲ့စွမ်းရည်တတိကိုခေါ်တာပဲဖြစ်တယ်မှန်ပါဗျာအဋ္ဌိလို့ခေါ်တယ်ပေါ့မှန်ပါနော်မှန်ပါသူများတဲ့စိတ်ဆန္ဒကြီးမားတဲ့ပုဂ္ဂိုလ်ကလည်းဒါတကူရှိတယ်လို့ပြောလို့ရတယ်သူများတဲ့လုံလဝိရိယရှိတဲ့ပုဂ္ဂိုလ်ကလည်းပဲသူများတဲ့ပို့အောင်မြင်တာဖြစ်တော့ကြောင့်အဋ္ဌိလို့ပဲခေါ်တယ်မှန်ပါစိတ်ဓာတ်ကြမ်းခိုင်တဲ့ပုဂ္ဂိုလ်တွေကလည်းပဲဒါသူ့ရဲ့စွမ်းတကူလို့ပြောမှာအသိဉာဏ်ကြီးမားတဲ့ပုဂ္ဂိုလ်တွေလည်းစွမ်းတကူပဲမှန်ပါဗျာစီးပွားဥစ္စာတင်ပါဗျာတိုးတက်မြင့်မားတာတို့ရာထူးကုန်သိတိုးတက်မြင့်မားတာတို့လည်းဒါလည်းစွမ်းတကူလို့ပြောနိုင်တယ်ပေါ့ဒါကတမန်ပုဂ္ဂိုလ်တွေရရှိတဲ့စွမ်းတကူတွေကြိုးစားသူနဲ့မကြိုးစားသူပညာထက်သူနဲ့မထက်သူဆိုတာအဲ့ဒါလူတွေမှာကွဲပြားခြားနားမှုတွေရှိတယ်ပေါ့နော်တမန်အပြင်ကြည့်မယ်ဆိုလို့ရှိရင်တကူဆိုတာဒီအလိုရှိတဲ့အရာကိုဖြည့်ဆည်းစေနိုင်တဲ့အရာကိုပြောတာလုံလဝိရိယရှိရင်လည်းပြည့်စည်စေနိုင်တယ်ပညာရှိလို့ရှိရင်လည်းပြည့်စည်နိုင်တယ်စိတ်ဓာတ်ကြက်ခိုင်ရင်လည်းပြည့်နိုင်တယ်ပေါ့နော်အဲ့လိုတကူမျိုးမျိုးရှိတဲ့ထက်မယ်အခုမေးတဲ့မိကုံးရတမန်လူတွေတဲ့တကူရှိတဲ့တကူဖြစ်နိုင်တဲ့အစွမ်းတကူပို့ပြီးတော့ကြီးမားတဲ့ပုဂ္ဂိုလ်တွေရှိသလားဆိုဥပမာမယ်တမန်ပုဂ္ဂိုလ်တွေပို့သွားလို့ရှိရင်သမထချင်းစဉ်အောင်မြင်ပေါ်ရောက်သွားတဲ့ပုဂ္ဂိုလ်တွေကဒါသူကသမထချင်းစဉ်ရဲ့စွမ်းအားနဲ့သူ့ရဲ့ mental power ဆိုတာရသွားတဲ့အတွက်ကြောင့်မှန်ပါသူဟာဖန်ဆင်းနိုင်တဲ့စွမ်းတကူရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ်မှန်ပါဒါကတရားသဘောဘက်ကပေါ့နော်မှန်ပါနောက်တစ်ခါဝိပဿနာချင်းစဉ်ကျင့်ပြီးတော့အရိယာဖြစ်ဘဝရောက်သွားပြီဆိုရင်သူ့စိတ်ကိုသူပိုင်နိုင်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်သွားတယ်မှန်ပါဗျာဒါလည်းစွမ်းတကူတစ်ခုပဲသမထချင်းစဉ်နဲ့ဒီအဘိညာဉ်အစွမ်းတကူမျိုးမျိုးကိုဖန်ဆင်းနိုင်တဲ့ပုဂ္ဂိုလ်တွေမှန်ပါဗျာကျင့်တယ်ဆိုတာသူတို့ကဘာတွေကိုကျင့်တယ်လဲလို့ကျင့်တယ်လဲဆိုရင်ခုနကစံနေအဘိညာဉ်တွေသူများစိတ်ကိုသိတယ်အတိတ်ဘဝကိုပြန်သိနိုင်တယ်ဝိလန်တဲ့ဒေသခြားခွဲတဲ့ဒေသမှာရှိတဲ့အရာတွေကိုမြင်နိုင်စွာရှိတယ်တို့တကူမျိုးမျိုးဖန်ဆင်းနိုင်တယ်တို့ဆိုတာသမထကျင့်စဉ်ကိုကျင့်တာမှန်ပါဗျာသမထကျင့်စဉ်ကိုကျင့်တော့သူတို့စိတ်ရဲ့ mental power သူတို့ကောင်းကောင်းရသွားတယ်မှန်ပါရသွားသည့်အတွက်ကြောင့်အဲ့ဒီ mental power ကိုအသုံးချပြီးသူကအရာရာကိုဖန်ဆင်းနိုင်တဲ့စွမ်းတတ္တိမျိုးသူတို့မှရသွားတယ်မှန်ပါဒါကမြတ်စွာဘုရားဟောတဲ့သဘာဝကျင့်စဉ်ကကျင့်လို့ရတဲ့စွမ်းတကူမှန်ပါတနည်းရှိသေးတယ်လောကမှာမန္တန်တို့ဆေးဝါးတို့ရဲ့အစွမ်းနဲ့လူဟာထိုက်တဲ့တော့အစွမ်းတကူတွေရတာရှိတယ်မှန်ပါဒီသူများစိတ်ကိုသိတယ်တို့တကူမျိုးမျိုးကိုဖန်ဆင်းတယ်တို့ဆိုတဲ့စိတ်ဓာမဏိဝိဇ္ဇာဆိုတဲ့အတ္တပညာမျိုးတွေရှိတယ်မှန်ပါအဲ့ဒီအတ္တပညာမျိုးတွေကလည်းပဲသူများတဲ့တကူရှိတယ်မှန်ပါသူကျင့်စဉ်ကတော့သမထလိုဟာမျိုးမဟုတ်ဘဲနဲ့တခြားကျင့်စဉ်တွေရှိတယ်သူတို့မှာမှန်ပါဥပမာဝိသတုတို့ဗမာတွေယုံကြည်တဲ့ဘိုးတော်တွေဗာတွေတချို့စွမ်းတတ်တွေရှိတာတွေမှန်ပါဗျာစွမ်းကိုရှိနိုင်တယ်မှန်ပါဗျာသူတို့လည်းရှိနိုင်တယ်မှန်ပါဗျာဒါကြောင့်မို့မြတ်စွာဘုရားကတခါတော့ကယဟန်တွေကိုပုံအမျိုးမျိုးဖန်ဆင်းနိုင်တဲ့ဣတိဝိဒဆိုတဲ့အစွမ်းတကူရဲ့သူများစိတ်ကိုအတ္တသိတဲ့အာရိဒနာပါတိဟာရိယဆိုတဲ့အစွမ်းမျိုးတွေကိုမသုံးဖို့မြတ်စွာဘုရားသုံးရင်လောကမှာရှိတဲ့မန္တန်ဝိဇ္ဇာအတ္တတွေနဲ့သွားရောနိုင်တယ်ပေါ့မှန်ပါဗျာအဲ့တော့တန်းစင်တဲ့အကျင့်တွေနဲ့မတန်းစင်တဲ့အကျင့်နှမျိုးရှိမှာပေါ့နော်မှန်ပါဗျာရှိတော့အဲ့ဒါတွေနဲ့ရောထွေးပြီးရှင်တဲ့ကိလေသာမကုံတဲ့စွမ်းတကူတွေနဲ့ရှင်တဲ့ကိလေသာပါငြိမ့်သွားတဲ့ငြိမ့်လို့ရတဲ့စွမ်းတကူတွေဟာတချို့နေရာလေးမှာရောထွေးနေတာရှိလို့လူတွေရဲ့အမြင်မှရောထွေးသွားနိုင်တယ်ပေါ့မှန်ပါဗျာဒါကြောင့်မို့ယဟန်တွေကိုလူတယောက်ကိုနာပါချပြီးတော့သဘောကျအောင်ဆုံးမသွန်သင်ပေးတယ်အနုသာသနိပါတိဟာရိယကိုသာလေမြတ်စွာဘုရားဒါအစွမ်းတကူဖြစ်သတ်မှတ်တယ်တင်ပါဗျာသတ်မှတ်ပြီးတော့အဲ့ဒါကိုပဲသုံးဖို့ဆိုပြီးတော့ဟောတာရှိတယ်တင်ပါဒါကြောင့်မလို့ဒီ
ဒီမေကွန်းရဲ့အဖြစ်အချင်းချုပ်ဖြစ်ရမယ်ဆိုရင်တကိုးရှိတဲ့ပုဂ္ဂိုလ်တွေရှိနိုင်ပါသလားရှိနိုင်ပါတယ် မှန်ပါဗျာ သူတို့ဘာကျင့်စဉ်တွေကျင့်လို့တာမန်လူတွေတဲ့ပို့တဲ့တကူအများရပါသလဲဆိုတဲ့နေရာမှာလောကီကျင့်စဉ်တွေရှိတယ်သူတို့ရဲ့ဝိဇ္ဇာအကျင့်တွေကိုကျင့်တယ် မှန်ပါဗျာ လောဒီမြတ်စွာဘုရားဟောကြားတဲ့လက်ခံထားတဲ့ကျင့်စဉ်တွေကတော့သမထကျင့်စဉ်နဲ့ဝိပဿနာကျင့်စဉ်ပဲဖြစ်တယ် မှန်ပါဗျာ အဲ့ဒီကျင့်စဉ်တွေကိုကျင့်လို့တာမန်ပုဂ္ဂိုလ်တွေထူခြားတဲ့စွမ်းတကူတွေရတယ်ဒီလိုပဲမှတ်ရ